ဗီဒီယိုတစ်ပုတ်ကို Pro ဆန်ဆန်ဘယ်လိုမျိုးဖန်တီးရိုက်ကူမလဲဗီဒီယိုကောင်းတစ်ပုတ်ဖြစ်လာဖို့အတွက်တယောက်တည်းဆိုပြီးတော့စိတ်ညစ်နေရလား So ဒီနေ့မှာကျွန်တော်ကဒီပြဿနာကိုဖြေရှင်းဖို့အတွက် How to film like a pro ဆိုတဲ့ content လေးကိုဖန်တီးပေးလိုက်ပါတယ်ပထမဆုံးဗီဒီယိုမရိုက်ခင်မှာကိုဘာအကြောင်းရိုက်မလဲဆိုရဲ့ story တစ်ခုကိုအရင်စဉ်းစားပါဥပမာအားဖြင့်ဒီနေ့ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ခုဖန်တီးနည်းဆိုရဲ့ခေါင်းစဉ်နဲ့ story တစ်ခုကိုအရင်စဉ်းစားလိုက်ပါတယ်ပြီးရင် story ရဲ့မှာပထမဆုံးလုပ်ရမှာက audience စိတ်ဝင်စားစေဖို့အတွက် audience ဖြစ်နေတဲ့ပြဿနာနဲ့အရင်ဆုံးထိတွေ့ပေးရပါမယ်အခုလို processing video ကိုဘယ်လိုဖန်တီးရမလဲဆိုပြီးတော့အခုကြည့်နေတဲ့သူရဲ့ပြဿနာကိုကျွန်တော်ကထောက်ပြထားလို့အခုထိဒီဗီဒီယိုကြည့်နေမိရဲ့ဟုတ်ဒါဆို story မှာအရင်ဆုံးပြဿနာကိုပြောပြီးရင်ဖြေရှင်းပေးမယ်လို့ကတိပေးပြီးရင်ခက်ခဲမှုကိုပြနောက်ဆုံးမှာ solution ပေး so ဒီ story ကလုံလောက်ပြီ okay story ပြီးတော့ဆိုလို့ရှိရင်နောက်ထပ်လောက်ရမှာကတော့အခုစဉ်းစားထားတဲ့ story အတွက်ဘယ်လိုရိုက်မလဲစဉ်းလို့ပါနဲ့ဒီနေရာမှာ story နဲ့ကန့်ညီမဲ့ဆင်းတဲ့အတွက် story book အရင်ဆုံးလုပ်ကြဒါဆိုရင် story book ကဘာလို့လုပ်တာလဲဘာလို့လဲဆိုတော့ရိုက်တဲ့အခါမှာစဉ်းစားစရာမလိုတော့အောင်ရဲ့ချိန်ကုန်တက်တာစီလို့ရဲ့ပြီးတော့ရိုက်ကူးရင်မှာကိုကတယောက်တည်းမဟုတ်ပဲအများနဲ့ဆိုရင်လည်းကိုဘယ်လိုရိုက်မယ်ဆိုတာကိုသူတို့မျက်စိရဲ့မြင်အောင်ပြနိုင်ဖို့ရဲ့အလွယ်တကူကိုရိုက်ရှင်တဲ့ပုံစံကိုသူတို့ရှင်းပြလို့ရအောင်ပေါ့ဒါကြီးနောက်ပြီးမလိုအပ်ပဲအပူရိုက်ခွင့်ပြီးတာရိုက်ဖူးကြံရမျိုးမဖြစ်စေဖို့ပေါ့ so story book ကဘာလို့လုပ်တာလဲပြောနေမဲ့အစားလုပ်လိုက်အောင်ဒီပေါင်းနေနေဘာမှပုံစတတ်တာပုံစစံမလို့ပါဘူးကျွန်တော်မှ AI ရှိတယ် AI ကိုကျွန်တော်က graphic designer အနေနဲ့ word တစ်ခုပေးလိုက်တယ်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးရိုက်ရှင်ပါရဲဆိုပြီးတော့ကျွန်တော်ရဲ့စိတ်ကူးကိုသူ့ကိုပြောပြပေးလိုက်အောင်နဲ့ AI ကကျွန်တော်တို့ကို story book တွေထုတ်ပေးပါလိမ့်မယ်ကဲဒါဆိုရိုက်ကူးလေးစလိုက်ရအောင်နေရောဟာငါတို့မှာကင်မရာလည်းမရှိဘူးဒါဆိုလဲဖုန်းနဲ့ပဲပေါ့ဖုန်းနဲ့ရိုက်တာဆိုပေမဲ့လည်း quality ကောင်းရင်လည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ Black Magic application လေးသုံးဖို့လိုပါလိမ့်မယ်24 fps ထားလိုက်မယ်60 shader နဲ့ 4K resolution မှာထားပြီးရိုက်မယ်ဆိုရင်တော့ quality တော်တော်ကောင်းလိမ့်မယ်ဗျကဲဒါဆိုစိတ်ကူးကိုရင်ရိုက်လိုက်ပါရိုက်ပြီးရင်တော့ကျွန်တော်တို့ edit လိုက်တာပေါ့ကျွန်တော်ကတော့ကက်ကက်ပဲသုံးတာမလို့တခြား computer version တွေလောက်တော့တိတ်ပြီးအကျန်းစားရမရအောင်ဘတ်ခုထိကြည့်နေရဆိုကက်ကက်နဲ့လည်းစောင်းရမိုက်တယ်မလားကက်ကက်မှာ color grade လုပ်မယ် adjust လုပ်မယ်ကိုယ်ပွားမယ် masking တွေလုပ်မယ်ကဲတကယ်ဗီဒီယိုမှာအရေးကြီးဆုံးတစ်ခုက music လူရွေးမှနာကျင်ရမှာမဟုတ်ဘူးဗျကျွန်တော်တို့ကသင်းရွေးမှလို့ရှိရင်လေနာကျင်ရပဲဗီဒီယိုတစ်ပုတ်ဇာတ်လမ်းတစ်ပုတ်အတွက်အရေးကြီးဆုံးကတော့ music ပဲတရေကောက်ကို Hello Kitty သင်းနဲ့ဆိုဟုတ်ဒါကြောင့်သင်းရွေးမှန်ဖို့ကပို့ပြီးတော့မှအရေးကြီးတယ်အဲ့လိုမှန်ဖို့အတွက်လည်းစိတ်ရှည်ရမယ်အရှင်းနဲ့အများကြီးနားထောင်ပြရမယ်ကဲဒါဆိုနုပညာတစ်ခုကိုဒါကြကြတင်ဆက်ပြသလို့ရပါပြီ